လောကရဲ့လမ်းများကိုရှောက်သွားရတဲ့မောပန်းနွမ်းလေလုံးသားကလွမ်းစလို့တန်တမီရဲ့မေရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မေတ္တာရိတ်ထဲဝေခဲ့ပြီးမောတခါလေးပြန်လဲတွေ့ရင်မဘိုးကြီးကွယ်ချောက်သွေးတဲ့အိမ်မရှိတွေကြားထဲမှာရိတ်ခုလွင်ပြဲYesterday နေ့ရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ချတဲ့စိတ်တွေများပြိုကွဲသွားမလားဆိုရင်နေလို့ရင်မတန်ရများနာကျင်နေပြီပဲအိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေးကလေးကြောင့်မရဘူးမွန်ချက်တဲ့မျိုးပြလူနေမှုစနေမှာစီမျောရင်လည်းပဲကြီးလေးတဲ့ခီးခုအဆုံးချီရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ခြေလက်ကမေးအေးလေးကြောင့်တွေ့မိပြီးနေလို့တရားများပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးနေအိမ်ပြန်ခြင်းနဲ့နှွေးထွေးဆုံးမေးအိမ်မရတဲ့များစွာတဲ့ယထာအိုအော်တဲ့လေးများကြရင်အိမ်ပြန်ခြင်းနဲ့စိတ်ကလေးဒါမရဘူးမေးထွေးလုံးကြုံနဲ့နေရာကမင်းအိမ်လေးလို့တီးလိုက်ရတဲ့ချိန်ကြတော့ကျွန်တော်ကဟိုးဝေးကြီးမှရောက်ရှိနေပြီလေရိုးသားတဲ့ခြေလက်ကမေးအိမ်လေးကြောင့်တွေ့မိပြီနေလို့တရားများရင်တဲ့ကျွန်တော်ဟာလို့အိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေးအိမ်ပြန်ခြင်းနဲ့နှွေးထွေးဆုံးမေးအိမ်မရတဲ့များစွာတဲ့ယထာအို